မင်္ဂလာပါချစ်ဆိုလို့ရေဒီနေ့ကျမကော့တောင်တူလေးလာစားပြမဟင်းရကြတော့ငဒန်လေးပါချစ်ငဒန်လေးကိုစီပြန်လေးချစ်တယ်ဗောနော်ဒီပေါ်မှာရှမ်းနန်နန်လေးအုပ်ပြီးတော့ရမ်းမဆာလာလေးလည်းအုပ်ထားတယ်ဗောနော်ရမ်းမွေးတော့ကြစကောင်းတဲ့ဟင်းလေးပါရှစ်ပထမအဆုံးကျမငရုတ်တီမဟုတ်ပါဘူးကျက်တော်နေလေးကိုရင်ထားပြီးတော့ငရုတ်တီဖက်ချမ်းလေးနဲ့ရောထားမှာဗောနော်ပြီးတော့ငပိလေးနဲ့ထည့်ပါတယ်ရှင်။ကျမထမ်းပြီးတော့ဒီငဒန်လေးကိုအဲ့ဒါကျမစူပါချင်နေဝယ်လာတာပေါ့နော်။အဲ့ဒါ40နဲ့5ဘတ်ကိုနော်။ချိုမောရဲ့အစားရဲ့ပြီးစနေမို့လေးရဲ့နယ်ပေးမယ်ပေါ့နော်။အရသာလေးနည်းနည်းဝင်သွားအောင်ဆိုနယ်ပြီးတော့5မိနစ်10မိနစ်လောက်ထားပေးလိုက်တာပေါ့နော်။ပြီးရင်တော့ငရုတ်သီးစီလာတတ်ပါမယ်ရှင်။ငရုတ်သီးစီတတ်တဲ့ခါကျကျမတို့စနေမပါမဖြစ်သုံးတယ်ဖြစ်တော့ပေါ့နော်။အဲ့လိုမှသာကျမတို့မြန်မာလူမျိုးဖြစ်တော့အဲ့လိုမျိုးသုံးတယ်ပေါ့နော်ပြီးရင်တော့ငရုတ်တီးခဏထောင်းလာတဲ့ငရုတ်တီးလေးကိုစီးတတ်ပေးမှာမရှိငွေးပါအောင်ငွေပေးရမှာပေါ့နော်ကျန်းကိုမောင်လေးပါလေရှင်ကျမတို့ကိုပန်ပေးရတာပတ်စားချင်တာဒီနေ့ကတော့ထည့်တာတော့လို့ရှိရင်ဗီဒီယိုရတော့ကျမပဲအတန်ပေးဖြစ်တယ်တော့မအားလို့အရင်မူလေပြီးရင်တော့ငါးလေးထည့်ပါမယ်ရှင်ခဏနဲ့လာငါးလေးစီလေးတွေနဲ့ထွက်နေတယ်အဲ့လိုမျိုးငါးစီသားများတယ်အရမ်းမှပြီးတော့စုံထားကိုဆေးပါမယ်ငရုတ်စုံဆေးတာပေါ့နော်ငရုတ်စုံဆေးရည်လေးလည်းထည့်လိုက်တယ်ပေါ့နော်ပြီးတော့မကြီးရည်ထည့်ပါမယ်ရှင်မကြီးရည်နည်းနည်းလေးထည့်ပါမယ်ရှင်ရည်လေးတော့နည်းနည်းကျမထပ်ထည့်ရအောင်ပေါ့နော်စုံထောင်းဆေးရည်လေးနဲ့မကြီးရည်လေးနဲ့ရည်လေးနည်းနည်းထပ်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ခဏလေးနှံ့ထားမှာပေါ့နော်ပြီးရင်ဆူလာလေးဆိုရင်မဆလာလေးနည်းနည်းခန့်အောင်ပြင်ရမယ်ဟိုကျမတို့ခမင်းနဲ့ပကံတော့ဆွဲလိုက်တယ်ပေါ့နော်ဒီခင်းလေးနဲ့အရမ်းမကားလို့သူ့စရာလည်းအရမ်းမိတ်လို့ပေါ့နော်ပြီးရင်တော့ကျမထပ်ပြီးတော့နန်းနန်းပေးလေးထပ်အောင်ပါမယ်အဲ့လိုမျိုးစီရင်းနဲ့ခါတော့ပြီဆိုတော့ပေါ့နော်နန်းနန်းပေးလေးဆန်းနန်းနန်းပေါ့နော်ဆန်းနန်းနန်းထပ်အောင်ပါတယ်ရှင်ရှယ်ပဲမိုက်နေရပြီးရင်တော့စားလို့ရပါပြီရှင်ဒီ40နဲ့5ဘတ်နဲ့ဟိတ်တစ်ခွက်ရတယ်တော့အရန်ရှယ်မိုက်တယ်ရှင်တန်တော့ငဒန်လေးကတော်ရုံလည်းမရဘူးအဲ့ဒီငါးလေးအများတိုင်းမရဘူးပေါ့နော်စူပချီမှာကျမဝယ်လာတာပါရှင်ကျမအဲ့ဒီငဒန်အခုပထမအဆုံးချစ်တာပေါ့နော်